ဘော့စတန်မြို့ကကွန်ဖူယူတွတ်တဲ့လူငယ်လေးဂျေဆန်ဟာရှေးရောင်းပစ္စည်းဆိုင်တစ်ခုမှာထူးဆန်းတဲ့ရွှေတုတ်ကောက်ကြီးကိုတွေ့ရှိခဲ့ပါတယ်။လူမိုက်တွေရဲ့ရန်ကနေကြီးလွှမ်းရင်ခေါင်မိုးပေါ်ကပြုတ်ကျသွားချိန်မှာတော့ဒီတုတ်ကောက်ကြီးရဲ့မော်စွမ်းကြောင့်ဂျေဆန်တယောက်ရှေးရောင်းတရုတ်ကီစီကိုရောက်ရှိသွားပါတော့တယ်။အဲ့ဒီမှာဂျေဆန်ကအယမှုသမားကွန်ဖူဆရာကြီးလူရန်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒန်နာရီကမြောင်မင်းဟာစစ်သူကြီးဂျေဒဝါလော့ရဲ့လဲကွာကြောင့်ကြောက်ရွံ့ဖြစ်နေရတာပါ။ဂျေဆန်ကြိုက်ထားတဲ့ရွှေတုတ်ကောက်ကြီးကိုမြောင်မင်းစီပြန်ပေးနိုင်မှသာမြောင်မင်းပြန်လို့ထားလာပြီးမတရားတဲ့စစ်သူကြီးကိုနှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။လန်ခီမှာတုတ်ကောက်ကိုလာလို့တဲ့စိတ်နေရဟန်လီယန်ကျဲနဲ့တွေ့ဆုံပြီးဆရာကြီးနှစ်ပါးဟာဂျေဆန်ကိုကွန်ဖူပညာတွေအပြင်းအထန်သင်ကြားပေးပါတော့တယ်။ဆရာကြီးနှစ်ယောက်စလုံးကတယောက်နဲ့တယောက်ပညာပြိုင်ရင်ဂျေဆန်ကိုသူ့ရဲခေါင်းတယောက်ဖြစ်အောင်ပြုစုဖြူထောင်ပေးခဲ့ကြပါတယ်။ရန်သူတွေရဲ့လိုက်လံအိုက်ခိုက်မှုကြောင့်လူရန်တယောက်အပြင်းအထန်တန်ရာရသွားတဲ့အခါဂျေဆန်ဟာသူ့ဆရာကိုကယ်ဖို့အတွက်မတေသေးရှိရာ Jade Palace နတ်နန်တော်တဲကိုတယောက်တည်းသွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာဆန်ဖြူမ The Witch နဲ့စစ်သူကြီးရဲ့စစ်တပ်တွေကိုအကျိတ်အနေပြန်လဲတိုက်ခိုက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဂျေဆန်ဟာရွှေတုတ်ကောက်ကိုမြောက်မင်းလက်ထဲအညောက်ပိုးပေးနိုင်ခဲ့ပါတယ်။မြောက်မင်းနိုးထလာပြီးနောက်မှာတော့မကောင်းဆိုးဝစစ်သူကြီးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်။ဂျေဆန်ဟာလည်းသူ့ရဲ့ခေတ်သစ်ကဘာစီကိုပြန်ရောက်လာပြီးအရင်လိုကြောက်တက်တဲ့ကောင်လေးမဟုတ်တော့ပဲတကယ့်ကွန်ဖူပညာရှင်သူရဲကောင်းတစ်ယောက်ဖြစ်သွားပါတော့တယ်။